တဲ့ဘဝခီးတွေကိုယ်ရရောက်တဲ့တော့မဖြစ်တော့ပါမင်းလိုက်နိုင်လားကွာချိန်ချိန်ဦးညပန်ချလာကိုမျောလင်းတဲ့ဘဝခွေမှာဒုနေရောက်သူခွေခွာမလာချင်များကုန်လုံးမေးတွေငါလဲယူတော့မချေရဆုံးဖြတ်အချင်မောနောက်ဆုံးပြောဇွန်ကူမေးရချပေ